ရှင်အစရာဟုလာကဟုသာသနာသမိုင်းမှာထင်ရှားပြည်ပြင်းစွာရှိတဲ့ကဲ့သို့ယနေ့သာသနာဒါယကသာသနာဓာယိကာမတို့သည်ထိုထုံးနှံအစဉ်လာကိုနှလုံးသွင်းငါစိတ်မှမှန်ပြီးဗုဒ္ဓဒေသနာအယောင်လင်းချိန်မတော့မန္တအတွင်းမှာလဲယဟန်မြတ်တသင်ထေးဆရာအရှင်တို့အားပရိသာပင်ဆင်မြန်းကြတဲ့အပြင်သင်္ကန်းအစလူဝဲအစုံကိုလဲဇဘူးနဲ့တုံအောင်တွေ့ရမြင်ရသူများရဲ့ရင်ထဲမှာတော့ပီတိဟုံးလိုက်ဘဝတ်သူစိုက်မတက်အမခန်းကြည်ညိုတရာပွားလောက်ပါပြီးတော့တယ်ကဘာကလည်းဖယားပွင့်တယ်ကဘာနိုင်ငံကလည်းဖယားစကားလိုက်နာပြီးထေရဝါဒကိုလက်ခံကျင့်သုံးကြတဲ့နိုင်ငံအတွင်းမှာဗုဒ္ဓဘာသာအားပတ်ဝင်ယုံကြည်သောလူသားတစ်ယောက်ဤစိတ်ဘဝင်နှလုံးမှာယခုလိုဥဒပုဒ္ဒပရပုဒ္ဒသားနှဖျားအားသာသနာဓာရစ္စဒါနမဟာသဘင်ပွဲကြီးဆင်နွှဲလိုက်ကြခြင်းဟာဗုဒ္ဓဘာသာမိဘတိုင်းဤထားရှိအပ်သောအနန္တမေတ္တာများစွာဖြင့်လူဖြစ်ရကြုံနတ်ပြီလို့သုံးတန်စေတနာကိုထုံးစံအသေးချာနန်းနိဗ္ဗာန်သို့မှန်းတိတ်ထန်ရှုကားစတာမို့အလှတကားအလှမတို့ယနေ့ယခုပြုပေါင်းမှုကိုမေတ္တာစိတ်မြပေးဝေငှသည်မိစေရမကူကြည်ပြူတရားစေတနာဖြင့်ကောင်းစွာထောက်ရှုကောင်းကျိုးပြု၍သာဓုသာဓုသာဓုလို့ခေါ်ဆိုလိုက်ရပါကြောင်းအလူရှင်အပေါင်းသူတော်ကောင်းတို့ဒါကြောင့်ကျွန်တော်အလူရှင်လူမာများလူတိုင်းကဥမိုးစောတို့လူတိုင်းကမှဒေါ်စုထက်မောတို့ယနေ့မိမိကုန်ခန်းသွားတဲ့ပစ္စည်းရတွေတဲ့ညစွာမြင့်မြတ်လာတဲ့နိဗ္ဗာန်ရွှေပြည်မြတ်ကြီးကိုရကျင်လို့လူတန်းကြတယ်ပေါ့ဒါကြောင့်လောင်းတော်စားတဲ့စင်မင်းကြီးလူတန်းနဲ့ရည်ရွယ်ချက်ကျွန်တော်လူတိုင်းကအလူသားကြီးကမှလူတန်းနဲ့ရည်ရွယ်ချက်ချင်းတိုက်ဆိုင်လို့ကြပါဗျာဒုက္ခဘုံနဲ့ဖြစ်စေတဲ့ကောရတန်ရောခြင်း၅ပါးအဘယ်လေးဘုံနဲ့ဖြစ်စေသောကိစ္စံပါရိယတန်ရောခြင်း၅ပါးဤစေပါတော့တန်ရောခြင်းတို့ကိုတဲ့ဖယ်ရှားထက်တောင်နိုင်စေရန်လို့ငါတရားအစရှိတဲ့အိန္ဒိ၅ပါးကိုပွားများစေအောင်တော့ယာကဒေါသမောဟမာနဒိဋ္ဌိဆိုတဲ့ခန္ဓာကိုယ်သဘောဖြစ်ကြောင်းအကုသိုလ်ပယ်တတ်နိုင်သောပုဂ္ဂိုလ်မှသာလျှင်တဲ့တန်တရားဝဲဩကလွန်မြောက်နိုင်မှာပဲရဲ့လို့ဘုရားရှင်ကိုတော်မြတ်ကြီးဟောကြားတော်မူခဲ့ပါတယ်ဗျာအဲ့ဒါကျွန်တော်လူရှင်အလူမာများဥမိုးစောတို့ဒေါ်စုထက်မောတို့ခင်ဗျားတို့ကျွန်တော်တို့ဟာကွေးတော်လက်မဆန့်ပြီးစံတော်လက်မကွေးပြီးသေခြင်းတောင်းတရားကလည်းကျွန်တော်တန်ငယ်ပါသေးတယ်ကျမတန်ငယ်ပါသေးတယ်လို့